ကြည့်ရတာပါကင်ရောဆဲရတာမလဲ ပါကင်စစ်ပါရှင်ကားပါကင်လောက်ကိုရှိပါလေဘာပေါ့ဒီမိုင်စိုးစီဆိုတာကြားဘူးလား တိရစ္ဆာန်ဝင်နေစင်းမမူပဲအဲ့မင်းစရာသွားရားနေတယ် ဒေါ်လာထွက်နေတာကွာတိုင်းနဲ့ဆဲတဲ့ပဲ စားမမစားပါနဲ့ဒါငါသူများလူကိုနင်တို့မဟုတ်ဘူးလာကြဝိဇ္ဇာကိုလူစားရတယ်လို့ကွာ တရက်ကွက်လုံးမှာရှိရဲ့ပြိုအိုမိမမှန်တမများနဲ့ရှုပ်နေအောင် ဒါလေးတွေကတိုးစလေးတွေပါຫນွေအရှုပ်ထုတ်တွေအကုန်လုံးလေဘိုးကຫນွဲကိုချစ်ပြီးကြတယ်အကုန်လုံးရှင်းထားပြီးသားโอเค တို့ကြိုက်တာကိုလုံးကိုလောက်တာကိုရ အာကြီးစားစကားပြောထားတာအဖြေပြန်ပေးမလား ဒီကောင်ကငါထက်ခြေနှမ်းတွက်နေပါလား လူလိုက်အိုနေရင်လူလိုက်ငိုနေရင်လူလိုက်โอကြိုက်တာကိုလုံးကိုလောက်တာကိုရโอเคရင်โอเค လူမြင်လို့မကောင်းမင်းမရှောက်ဘူးလားဗျာအဲ့ဒီဖားတစ်ပိုင်းငါးတစ်ပိုင်းကိုဖေးဟာ တားလေး ငါ့ကိုအဲ့လိုခေါ်တာငါမကြိုက်ဘူးလို့ပြောထားတယ် တားလေးရလေတားလေး ပေါ်ကြည့်အောင်ကွာ ဘာဖြစ်တာလဲ နေနဲ့ငါနဲ့ ဒီကငါလည်းကလည်းနေနေ အိုး ဒီကမိမရိုင်းနေညာပေါင်းများဆိုတူတူနေရတော့じゃမိမမပေးစားပဲလေယောက်ျားလေးတယောက်နဲ့တညပဲလေယောက်ျားပေးစားတရားလား ရာဘီမစ်စီဘောစီယာ ready တွေပါပြင်မထားဘူးလားဖားတဲ့ငါးနဲ့ခွဲအောင်กินပါ